မင်္ဂလာပါကျမ်းမာတော်မူကြပါလားခင်ဗျာဒီကနေ့1384ခုနှစ်တစောင်းမုံလပြည့်ကျော်9ရက်2012ခုနှစ်ဒီဇင်ဘာလ9ရက်ဗုဒ္ဓဟူးနေ့ညပြည်တွင်းသတင်းများကိုစတင်စီရင်ခံပါမယ်ခင်ဗျာသတင်းကောင်းစဉ်စထချိန်နိုင်ငံတော်တန်ခါမာနာကဖွဲ့48ပါးစုံကြီးအထာရသမအစည်းအဝေးအောင်မြင်စွာကျင်းပပေးစီခြင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်မြန်မာဘရူနိုင်းနှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ဆိုင်ရာကိစ္စရပ်များဆွေးနွေးခြင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ချစ်ကြည်ရေးခရီးတွားရောက်ခဲ့ပြီးနေပြည်တော်သို့ပြန်လည်ရောက်ရှိခြင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဒေါက်တာစိုင်းမောင်ခန့် 9th ASEAN 100 Leadership Forum 2012 ခန်းနာသို့တက်ရောက်အမှာစကားပြောကြားခြင်းသတင်းဆောင်လည်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်စထချိန်နိုင်ငံတော်တန်ခါမာနာကဖွဲ့48ပါးစုံကြီးအထာရသမစည်းဝေးဒုတိယနေ့ကိုဒီကနေ့မနက်8:00 နာရီကရန်ကုန်မြို့ကဘာရေးကုန်းမြင့်ရှိဝီဇယမင်္ဂလာဓမ္မသဘင်မှာဆက်လက်ကျင်းပပါတယ်အစည်းအဝေးမှာဝိနည်းဆရာရေးရာဆောင်ရွက်ချက်များပေါ်အကမဟာပဏိတာဗတ္တနာသူရတဇသာသနာရေးရာဆောင်ရွက်ချက်များပေါ်ကဏ္ဍဝါစကပဏိတာဗတ္တနာနန္ဒသာရနဲ့ပညာရေးရာဆောင်ရွက်ချက်များပေါ်အကမဟာပဏိတာဗတ္တနာသုမနာတို့ကဝေဖန်ဆွေးနွေးတော်မူကြပါတယ်အဲဒီနောက်အစည်းအဝေးကိုတင်သွင်းလာတဲ့သာသနာရေးရာဆိုင်ရာများနဲ့ဆက်လင်းပြီးဆွေးနွေးဆုံးဖြတ်တော်မူကြပါတယ်ဆက်လက်ပြီးစထချိန်နိုင်ငံတော်တန်ခါမာနာကအဖွဲ့တတိယအဖွဲ့ခွဲရဲ့စထချိန်တာဝန်ကျရာကာလအတွင်းဆောင်ရွက်ချက်အစီရင်ခံစာနဲ့ဆက်လင်း၍ဝေဖန်ဆွေးနွေးဆုံးဖြတ်ချက်များပုံဝိနည်းဆရာရေးရာဆောင်ရွက်ချက်များနဲ့ဆက်လင်းပြီးအကမဟာကဏ္ဍဝါစကပဏိတာဗတ္တနာဝေပုံလာသာသနာရေးရာဆောင်ရွက်ချက်များနဲ့ဆက်လင်းပြီးဇေဒီရင်ကနတ်အစိုးရဓမ္မစရိယာဗတ္တနာသီလာစာရာဘိဝင်သားနဲ့ပညာရေးရာဆောင်ရွက်ချက်များနဲ့ဆက်လင်းပြီးအကမဟာတတ္တမဇောတိကတဇမဟာကဏ္ဍဝါစကပဏိတာဗတ္တနာစိန်နိတာလင်္ကာရတို့ကပြန်လည်ရှင်းလင်းလျှောက်ထားကြပါတယ်အဲဒီနောက်စထချိန်နိုင်ငံတော်တန်ခါမာနာကအဖွဲ့တတိယအဖွဲ့ခွဲရဲ့စထချိန်တာဝန်ကျရာကာလအတွင်းဆောင်ရွက်ချက်အစီရင်ခံစာကိုတွဲဘက်ကျိုးတော်ဆောင်ဆရာတော်အကမဟာပဏိတာဗတ္တနာဝါယမကအတည်ပြုချက်ရယူပါတယ်အဲဒီနောက်အထွေထွေကိစ္စရပ်များနဲ့ဆက်လင်းပြီးဆွေးနွေးတော်မူကြပြီးဇယံတော်ဘောရိယာမူလေးအစချီ3ကာလကို3ကြိမ်ရွတ်ဆိုတော်မူကြ၍တာရု3ကြိမ်ခေါ်ဆိုကစထချိန်နိုင်ငံတော်တန်ခါမာနာကအဖွဲ့48ပါးစုံကြီးအထာရသမအစည်းအဝေးအောင်မြင်စွာကျင်းပပေးစီပါတယ်ခင်ဗျာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်သည်မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များနဲ့အတူဒီဇင်ဘာလ4ရက်နေ့ဒေသစံတော်ချိန်မွန်လွဲတနာရီမှာဘန်ဒါဆရီဘေဂဝမ်မြို့ရှိ External Neural Imanantor Chiradai Ragnar ကန်ချနာခမ်းမမှာကျင်းပတဲ့နိုင်ငံတွဲဆုံဆွေးနွေးပွဲအခမ်းအနားသို့တက်ရောက်ပါတယ်ရှေးဦးစွာဘရူနိုင်းဒါရုဆလမ်နိုင်ငံပြည်မင်းမြတ်Sultan Haji Hassan al-Bolkiah Mu'izz Zadin Wadullah ကသမ္မတကြီးသည်2008ခုနှစ်ကပထမကြိမ်ခရီးစဉ်ဖြင့်ဘရူနိုင်းနိုင်ငံသို့ရောက်ရှိခဲ့ပြီးယခု2012ခုနှစ်မှာဒုတိယအကြိမ်ဖြင့်ထပ်မံ၍ရောက်ရှိလာမှုကိုဝမ်းမြောက်စွာကြိုဆိုပါကြောင်းနိုင်ငံတော်သမ္မတကြီးအနေနဲ့ဘရူနိုင်းဒါရုဆလမ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုများကိုမျက်ဝါးထင်ထင်မြင်တွေ့ရမည်ဖြစ်ပါကြောင်းမိမိတို့နှစ်နိုင်ငံသည်ချစ်ကြည်ရင်းနှီးတဲ့နိုင်ငံများဖြစ်ပါကြောင်းကျန်းမာရေးပညာရေးကဏ္ဍများမှာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများဟာတိုးတက်မှုများရှိတဲ့အတွက်ကျေနပ်အားရမိပါကြောင်းအခြားနယ်ပယ်များမှာလည်းပူးပေါင်းဆောင်ရွက်ရန်မျှော်လင့်ထားပါကြောင်းမြန်မာနိုင်ငံဆိုရအနေနဲ့စီးပွားရေးတိုးတက်တောင့်တင်းခိုင်မာစေရန်စီးပွားရေးပြည်ပပြောင်းလဲမှုများအကောင့်ထဲပေါ်ဆောင်ရွက်နေသည်ကိုလေ့လာတွေ့ရှိရပြီးယင်းနှိမ့်မြုပ်နှံမှုများဖိတ်ခေါ်နေသည်ကိုလည်းတွေ့ရှိရပါကြောင်းမိမိတို့နိုင်ငံကုန်သွယ်မှုသည်အလွန်နှဲပါလျက်ရှိတဲ့အတွက်ယခုလိုအချိန်မှာမြန်မာနိုင်ငံနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်သွားရန်အခွင့်အလမ်းအကောင်းဆုံးအချိန်ဖြစ်မည်ဟုယုံကြည်ပါကြောင်းနိုင်ငံသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနဲ့ပုံမူထိတွေ့ပြီးစီးပွားရေးပူးပေါင်းဆောင်ရွက်သွားရန်မျှော်လင့်ထားပါကြောင်း
နိုင်ငံကြားအခုနှစ်ထပ်ကောက်ခံမှုများရှောင်ရှားရေးဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးရန်ဆွေးနွေးသွားလိုပါကြောင်းစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရန်အလားအလာကောင်းများရှိမည်ဟုမိမိယုံကြည်ပါကြောင်းနောက်တွင်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်ရန်သက်ဆိုင်ရာဝန်ကြီးဌာနနှင့်ဆွေးနွေးသွားလိုပါကြောင်းပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုနှင့်ဆက်လျင်း၍မြန်မာပြည်သူများအတွက်ပညာသင်စုများပေးအပ်နေမှုကိုဆက်လက်တိုးမြင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်းဒီကနေ့နေ့လယ်မှာလေဘရူနိုင်းတက္ကသိုလ်သို့တွားရောက်လေ့လာနိုင်မှာဖြစ်ပါကြောင်းကျန်းမာရေးကဏ္ဍတွင်ကမ္ဘာ့ကျန်းမာရေးဖွဲ့နိုင်ငံတကာလူမှုရေးဖွဲ့စည်းများနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဆေးရုံကြီးသို့လည်းတွားရောက်လေ့လာလျင်တွေးရှိရမည်ဖြစ်ပါကြောင်းဖြင့်ပဏာမပြောကြားပါသည်အဲဒီနောက်နိုင်ငံတော်သမ္မတဦးသိန်းစိန်ကမိမိအားအခုလိုချစ်ကြည်ရေးခီးဖိတ်ခေါ်တဲ့အတွက်ကျေးဇူးတင်ရှိပါကြောင်းဘရင်မင်းမြတ်ကြီးရဲ့ဥဆောင်မှုအောက်မှာဘရူနိုင်းနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုတွေ့ရှိရ၍ဝမ်းသာဂုဏ်ယူမိပါကြောင်းဘရင်မင်းမြတ်နှင့်တော်ဝင်မိသားစုတို့အားတင့်မြတ်တဲ့အချိန်မှာမြန်မာနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခီးလာရောက်လည်ပတ်ရန်ဖိတ်ခေါ်ပါကြောင်းဒေသတွင်းနှင့်နိုင်ငံတကာမိတ်ဆွေနိုင်ငံများရဲ့အကူအညီပေးမှုများကြောင့်စိန်ခေါ်မှုများကိုအောင်မြင်စွာကျော်လွှားသွားနိုင်မည်ဖြစ်ပါကြောင်းရခိုင်ပြည်နယ်ကိစ္စနှင့်ဆက်လင်း၍အခအခွင့်သင်္ကိုက်ရှင်းပြလိုပါကြောင်းအဆိုပါကိစ္စသည်မမျှော်လင့်တဲ့စိန်ခေါ်မှုကြောင့်ပင်ဖြစ်ပါကြောင်းလူမျိုးရေးဘာသာရေးနှင့်မသက်ဆိုင်ပေရာဇဝတ်မှုကြောင့်ပေါ်ပေါက်ခဲ့တဲ့ကိစ္စသာဖြစ်ပါကြောင်းအိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရတဲ့လူဦးရေ3သိန်းကျော်အားနေ့စဉ်စားဝတ်နေရေးအဆင်ပြေအောင်ကူညီဆောင်ရှောက်မှုများဆောင်ရွက်လျက်ရှိပါကြောင်းအာဆီယံထိပ်သီးအစည်းအဝေးတွင်ရခိုင်ပြည်နယ်ကိစ္စနှင့်ဆက်လျင်း၍အာဆီယံခေါင်းဆောင်များကိုမိမိရှင်းပြခဲ့ပြီးဖြစ်ပါကြောင်းရခိုင်ပြည်နယ်ကိစ္စကို OIC မှကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအစည်းအဝေးများမှာထည့်သွင်းဆွေးနွေးရန်ကြိုးစားနေတဲ့ကိစ္စနဲ့ပတ်သက်၍ဘရူနိုင်းဒါရုစလန်နိုင်ငံအင်ဒိုနီးရှားနိုင်ငံနဲ့မလေးရှားနိုင်ငံတို့ကမြန်မာနိုင်ငံဘက်မှရပ်တည်ပေးတဲ့အတွက်ကျေးဇူးတင်ရှိပါကြောင်းလူသားချင်းစာနာထောက်ထားမှုအရအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့လူဦးရေ3သိန်းကျော်ကိုသက်ရှင်ကျန်းမာစွာနေထိုင်နိုင်ရေးအတွက်ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနဲ့ပူးပေါင်းကထောက်ပံ့ကူညီမှုလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်းရခိုင်ပြည်နယ်ကိစ္စဟာပြည်တွင်းရေးကိစ္စဖြစ်ပြီးစိန်ခေါ်မှုများကိုဖြေရှင်းသွားနိုင်ရန်ဆောင်ရွက်လျက်ရှိပါကြောင်းမိမိနိုင်ငံတွင်သဘာဝအရင်းမြစ်များရှိတော်လဲအရင်းအနှီးနည်းပညာလူစွမ်းအားရင်းမြစ်ဖွံ့ဖြိုးမှုနည်းပါးသေးတဲ့အတွက်ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်နေခဲ့ပါကြောင်းဒါကြောင့်အမြန်ဆုံးဖွံ့ဖြိုးတိုးတက်အောင်ပညာရှင်များနဲ့တိုင်ပင်ဆွေးနွေးကနည်းလမ်းများရှာဖွေဆောင်ရွက်နေပါကြောင်းအခုအခါမိမိတို့နိုင်ငံဟာကမ္ဘာနိုင်ငံများတွင်ဝင်ဆက်နိုင်ပြီးဆက်ဆံရေးကောင်းမွန်လာပြီးဖြစ်ပါကြောင်းပထဝီအနေအထားအရကြီးမားတဲ့ဈေးကွက်ကြီးများလည်းရှိပါကြောင်းဒါအပြင်အာဆီယံမှသည်အရှေ့အလယ်ပိုင်းထိဆက်သွယ်ကူးလူးနိုင်တဲ့အတွက်တောင်အာရှနှင့်အရှေ့အာရှတို့ကိုဆက်သွယ်ပေးတဲ့အချက်ကြာကျတဲ့နိုင်ငံတစ်နိုင်ငံလေးဖြစ်ပါကြောင်းမြန်မာနိုင်ငံတွင်သဘာဝအရင်းမြစ်များဖြစ်တဲ့ရေနံနှင့်သဘာဝဓာတ်ငွေတာငါရာဘာစတဲ့တင်းစားတာများပေါ်များကျွယ်ဝပါကြောင်းအဆွေတော်ဘရင်မင်းမြတ်ပြောကြားတဲ့အတိုင်းအသေးစားနဲ့လက်စားစီးပွားရေးလုပ်ငန်းများတည်ထောင်နိုင်လျင်နှစ်နိုင်ငံအကျိုးရှိမှာဖြစ်ပါကြောင်းရေနံနှင့်သဘာဝဓာတ်ငွေတူးဖော်ရေးလုပ်ငန်းများမှာပူးပေါင်းဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းများစွာရရှိနိုင်ပါကြောင်းဘရူနိုင်းနိုင်ငံဟာရေနံနှင့်သဘာဝဓာတ်ငွေတူးဖော်ရေးလုပ်ငန်းများတွင်ခေတ်မီနည်းပညာနဲ့အတွေ့အကြုံများစွာရှိတဲ့အတွက်ပူးပေါင်းဆောင်ရွက်လိုပါကြောင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအထောက်အကူဖြစ်စေရန်အတွက်နှစ်နိုင်ငံကြားအခွန်နှစ်ထပ်ကောက်ခံခြင်းမှရှောင်ရှားခြင်းဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းလုပ်ငန်းကိုသက်ဆိုင်ရာဝန်ကြီးဌာနချင်းညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်းနှစ်နိုင်ငံကြားတိုက်ရိုက်လေကြောင်းပြန်တမ်းမှုဆောင်ရွက်လိုပါကြောင်းတိုက်ရိုက်လေကြောင်းပြန်တမ်းမှုဟာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုများစွာအထောက်အကူပြုမှာဖြစ်ပါကြောင်းမူအားဖြင့်သဘောတူထားတဲ့နိုင်ငံရေးရာပူးတွဲကော်မရှင်တည်ထောင်ရေးကိစ္စကိုလည်းအမြန်ဆုံးဆောင်ရွက်လိုပါကြောင်းပညာရေးကျန်းမာရေးလူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုပုံမူတိုးချဲ့ဆောင်ရွက်သွားလိုပါကြောင်းဘရူနိုင်းတက္ကသိုလ်မှပညာသင်ကြားနိုင်ရန်မြန်မာနိုင်ငံမှသင်တန်းသားများအားလက်ခံသင်ကြားပေးတဲ့အတွက်များစွာကျေးဇူးတင်ရှိပါကြောင်းမြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌတာဝန်ယူတဲ့ကာလမှာအထောက်အကူပြုစေရန်အတွက်မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှဝန်ထမ်းများအားတွဲဖက်တာဝန်ထမ်းဆောင်စေတဲ့အစီအစဉ်ဆောင်ရွက်ပေးတဲ့အတွက်လည်းကျေးဇူးတင်ရှိပါကြောင်း
ဘယင်းမင်းမြတ်မိဖုရားတော်ဝင်မိသားစုနှင့်ဘရူနိုင်းပြည်သူပြည်သားများကျန်းမာစေရန်နှင့်စတဲ့တဘူချမ်းသာကြွယ်ဝစေရန်စုမွန်ကောင်းတောင်းအပ်ပါကြောင်းအဆွေတော်အားမြန်မာနိုင်ငံသို့တဝင်လာရောက်မဲ့ခရီးကိုစောင့်မျှော်လျက်ရှိပါကြောင်းဖြင့်ပြောကြားပါသည်အိမ်နောက်ဘရူနိုင်းဒါရူဆလန်နိုင်ငံဘုရင်မင်းမြတ်ကအခုလိုမြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးဖိတ်ခေါ်တဲ့အတွက်ကျေးဇူးတင်ရှိပါကြောင်းနှစ်ဖက်အစဉ်ပြေတဲ့အချိန်မှာလာရောက်မည်ဖြစ်ပါကြောင်းမြန်မာနိုင်ငံမှာအသိပညာရှင်တက်ပညာရှင်900ခန့်ကမိမိနိုင်ငံသို့လာရောက်ခါနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူပြုပံ့ပိုးကူညီတဲ့အတွက်လည်းကျေးဇူးတင်ရှိပါကြောင်းအစည်းအဝေးသမ္မတကြီးမှမြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးစီးပွားရေးပြည်ပပြောင်းလဲဖြစ်ပေါ်တိုးတက်မှုများနဲ့ရခိုင်ပြည်နယ်အခြေအနေတို့ကိုရှင်းလင်းပြောကြားတဲ့အတွက်လည်းကျေးဇူးတင်ရှိပါကြောင်းလူမျိုးရေးဘာသာရေးကိစ္စရပ်များနဲ့ဆက်နွယ်နေသောကြောင့်ရှုပ်ထွေးပြီးတိမ်မွေ့နေတဲ့ကိစ္စဖြစ်သည်ကိုမိမိတို့နားလည်ပါကြောင်းမြန်မာနိုင်ငံဆိုရအနေနဲ့တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးပြန်လည်ရရှိအောင်ကြိုးပမ်းအားထုတ်မှုများကိုအသိအမှတ်ပြုပါကြောင်းမိမိနိုင်ငံအာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူခြင်းနဲ့မြန်မာနိုင်ငံအာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူတဲ့ကာလများမှာလုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်ချင်းချင်းပုံမူနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနိုင်ငံဆက်ဆံရေးနဲ့အနာဂတ်အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနဲ့ဆက်လင်းပြီးရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ရှိပါကြောင်းဖြင့်ပြောကြားပါရယ်အိမ်နောက်နိုင်ငံတော်သမ္မတနှင့်မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်ဖွဲ့ဝင်များသည် External Neural အိုင်မန်နန်းတော်မှမော်တော်ယာဉ်များဖြင့်ခိတတဲခိုတဲ့ Empire Hotel and Country Club သို့ရောက်ဆန္ဒဖြစ်ရန်အရေးကြီးပါကြောင်းဒါကြောင့်မိမိတို့အစိုးရနေဖြင့်ဒီမိုကရေစီအတိုင်းအဝန်ထူထောင်နိုင်ရေးကိုဦးတည်ပြီးပြုပြင်ပြောင်းလဲမှုများကိုခိုင်မာသည့်ခြေလှမ်းများနဲ့စတင်ခဲ့ပါကြောင်းနိုင်ငံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများမှာသက်ဆိုင်သူများအားလုံးပါဝင်နိုင်စေရေးနဲ့ဒီမိုကရေစီစံနှုန်းများမြင့်တင်ပေးရေးတို့ကိုဦးတည်ပြီးဆောင်ရွက်လျက်ရှိပါကြောင်းတရားဥပဒေစိုးမိုးမှုပိုမိုခိုင်မာစေရေးတရားရေးဆိုင်ရာအခြေခံအဆောက်အအုံများနဲ့တရားစီရင်မှုစနစ်များလွတ်လပ်မျှတမှုရှိစေရေးတို့ကိုလည်းဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်းမူဝါဒဆိုင်ရာဆောင်ရွက်မှုတိုင်းကိုလွှတ်တော်မှာတေချာစွာဆွေးနွေးပြီးမှသာဆောင်ရွက်လျက်ရှိပါကြောင်းအခုအခါမှာလွတ်လပ်သောသတင်းမီဒီယာရှိနေပြီဖြစ်ပြီးနိုင်ငံတော်ဝန်လူအခွင့်အရေးကာကွယ်မြင့်တင်ရေးကိုလည်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းအဆိုပါနိုင်ငံရေးပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများသည်စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက်အခြေခံကောင်းများဖြစ်ပါကြောင်းဈေးကွက်စီးပွားရေးစနစ်အပြည့်အဝနဲ့ခိုင်ခိုင်မာမာပေါ်ပေါက်လာစေရေးအတွက်ဗဏ္ဍာရေးနဲ့ကူးသန်းရောင်းဝယ်ရေးကဏ္ဍများတွင်ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ပါကြောင်းနိုဝင်ဘာလအတွင်းလွှတ်တော်မှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအတည်ပြုနိုင်ခဲ့ပါကြောင်းအဆိုပါနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်သည်သက်ဆိုင်သူအလုံး၏အကျိုးစီးပွားကိုအလေးထားပြီးအများအကျိုးဖြစ်ထွန်းစေရေးကိုဦးတည်ပါကြောင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရရင်းနှီးမြှုပ်နှံသူများသည်ဝင်ငွေခွန်ကုန်သွယ်ခွန်နှင့်ကုန်ကျန်းတင်သွင်းခွန်များကင်းလွတ်ခွင့်အပြင်ပိုင်ဆိုင်မှုနှင့်အကျိုးအမြတ်များအကာအကွယ်ပေးခြင်းစတဲ့အခွင့်အရေးများစွာခံစားနိုင်ခွင့်ရရှိကြမှာဖြစ်ပါကြောင်းဒါကြောင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့်တီလဝါတဝယ်နှင့်ကြောက်ဖြူမြို့များတွင်ဆောက်လုပ်မဲ့ရေနက်စိတ်ကမ်းစီမံချက်များနှင့်နိုင်ငံတော်ဝန်ရှိအထူးစီးပွားရေးဇုံများတွင်လာရောက်ရင်းနှီးမြှုပ်နှံကြရန်ဖိတ်ခေါ်လိုပါကြောင်းမြန်မာနိုင်ငံရဲ့စီးပွားရေးသည်စိုက်ပျိုးရေးကိုအခြေခံသောစီးပွားရေးဖြစ်သည့်အားလျော်စွာစိုက်ပျိုးရေးနှင့်ဆက်ထုတ်ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုဆိုင်ရာတို့ကိုမြင့်တင်သွားရန်ဖြစ်ပါကြောင်းမြန်မာနိုင်ငံအနေဖြင့်အာရှဒေသကိုသာမကကမ္ဘာတဝန်းကိုပံ့ပိုးနိုင်မဲ့အရင်းမြစ်များစွာရှိသည်ဟုယုံကြည်ပါကြောင်းဒေသရဲ့စားနပ်ရိက္ခာနဲ့စွမ်းအင်လိုအပ်ချက်များဖြည့်ဆည်းနိုင်ရေးအထောက်အကူပြုနိုင်ရန်အတွက်မြန်မာနိုင်ငံမှာစိုက်ပျိုးရေးထွက်ကုန်ရေထွက်ကုန်တစ်တောထွက်ကုန်ရေနံနှင့်သဘာဝဓာတ်ငွေစတဲ့အရင်းမြစ်များနဲ့ပြည့်စုံစွာရှိနေပါကြောင်းဒေသတွင်လုပ်သားဈေးကွက်တွင်ကဏ္ဍတည်တည်မှပါဝင်နိုင်မဲ့လုပ်သားအင်အားစုများလည်းရှိနေပါကြောင်းမြန်မာနိုင်ငံရဲ့ကျွယ်ဝသောသမိုင်းစင်လာများစုံလင်သောယဉ်ကျေးမှုနှင့်တဘာဝရှုမြော်ခင်းများသည်လည်းဒေသရဲ့ကမ္ဘာလက်ခရီးသွားလုပ်ငန်းနှင့်ဆက်ဝန်ဆောင်မှုလုပ်ငန်းများမြင့်တင်ရေးအတွက်အခြေခံကောင်းများဖြစ်ပါကြောင်းဒါကြောင့်လာမယ့်နှစ်များတွင်အာဆီယံဒေသနှင့်ဒေသပြင်ပမှခရီးသွားများမြန်မာနိုင်ငံကိုပုံမူလာရောက်နိုင်လိမ့်မည်ဟုမျှော်လင့်ပါကြောင်းမြန်မာနိုင်ငံသည်ပြုပြင်ပြောင်းလဲမှုများကိုအကောင့်ထဲပေါ်ရမှာပုံမူကျွမ်းဝလာသည့်အာရှဈေးကွက်နှင့်အာဆီယံဈေးကွက်များကပေးလာသောအခွင့်အရေးတွေကိုအကောင်းဆုံးအသုံးချသွားမှာဖြစ်ပါကြောင်းထုံးလုံးနိုင်စွမ်းကိုမြင့်တင်ရန်အတွက်လူသားတို့၏အရေးအတွက်ရောအရေးအသွေးပါတိုးမြင့်နိုင်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း
အစိုးရကဏ္ဍရဲ့ကျွမ်းကျင်မှုမြင့်တင်နိုင်ရေးအတွက်ပြည်သူဝန်ထမ်းများရဲ့စွမ်းဆောင်နိုင်စွမ်းမြင့်တင်နိုင်ရေးအစီအစဉ်များဆောင်ရွက်လျက်ရှိပါကြောင်းစွန့်ဦးတည်ထွင်မှုများကိုအားပေးနိုင်ရန်အတွက်ပုဂ္ဂလိကလုပ်ငန်းရှင်များဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များကိုလည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းလုံသားစွမ်းအားစုများ၏ဖန်တီးနိုင်စွမ်းမြင့်တင်ပေးနိုင်မဲ့ဝန်းကျင်ကောင်းများကိုလည်းပံ့ပိုးပေးထားပါကြောင်းပြည်သူအလုံးသတင်းနည်းပညာဖွံ့ဖြိုးမှု၏အကျိုးကျေးဇူးများကိုခံစားနိုင်ခွင့်ရရှိစေရန်သတင်းနည်းပညာကဏ္ဍမှာအကြီးစားရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လျက်ရှိပါကြောင်းမိမိတို့ရဲ့ပြုပြင်ပြောင်းလဲမှုလုပ်ငန်းချက်များသည်နိုင်ငံတကာအတိုင်းအဝိုင်းရဲ့ထောက်ခံအားပေးမှုများနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင်အကျိုးအမြတ်အများဆုံးရရှိမည်ဟုယုံကြည်ပါကြောင်းဒါကြောင့်ဒေသတွင်နဲ့ကမ္ဘာမိတ်ဖက်နိုင်ငံများအနေဖြင့်မြန်မာနိုင်ငံအားအားပေးထောက်ခံရန်နဲ့ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းလိုပါကြောင်း21ရာစုအာရှဒေသ၏တိုးတက်မှုအခြေအနေသည်မြန်မာနိုင်ငံဗတ်စုံဖွံ့ဖြိုးရေးအတွက်အခြေခံကောင်းများဖန်တီးပေးထားတဲ့ကဲ့သို့ဖြစ်ပါကြောင်းအဆိုပါအခွင့်အရေးများကိုအကောင်းဆုံးအသုံးချနိုင်ရန်မိမိတို့အနေဖြင့်ဒေသတွင်ပူးပေါင်းဆောင်ရွက်မှုများပိုမိုခိုင်မာစေပြီးဒေသတွင်ပေါင်းစည်းမှုလုပ်ငန်းစဉ်ပိုမိုမြန်ဆန်စေတို့ကိုဆောင်ရွက်သွားမှာဖြစ်ပါကြောင်းတစ်ချိန်တည်းမှာပင်မိမိတို့အနေဖြင့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင်ကြုံတွေ့နိုင်တဲ့စိန်ခေါ်မှုများကိုလည်းသတိပြုမိပါကြောင်းနိုင်ငံရေးနဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုများအောင်မြင်စေရန်မိမိတို့အနေဖြင့်ခိုင်မာစွာတန်ဋိဌာန်ချထားပြီးဖြစ်တာကြောင့်မြန်မာနိုင်ငံသည်ဒေသတွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုများတွင်ယုံကြည်ထိုက်သောမိတ်ဖက်နိုင်ငံဖြစ်လာမှာဖြစ်ပါကြောင်းမြန်မာနိုင်ငံရဲ့ဗတ်စုံကဏ္ဍစုံပြုပြင်ပြောင်းလဲမှုများသည်ကမ္ဘာနိုင်ငံများ၏ထောက်ခံမှုနှင့်အတူအရှိန်ရလျက်ရှိပါပြီဖြစ်ကြောင်းနှင့်အဆိုပါအောင်မြင်မှုများနှင့်အတူမြန်မာနိုင်ငံသည်အာဆီယံဒေသနှင့်အာရှဒေသဖွံ့ဖြိုးတိုးတက်ရေးတွင်တအားပါဝင်ဆောင်ရွက်သွားနိုင်ရန်အသင့်ရှိနေကြောင်းအလေးထားဖော်ပြလိုပါကြောင်းမြန်မာနိုင်ငံသည်2013ခုနှစ်တွင်28ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲနှင့်2014ခုနှစ်တွင်အာဆီယံဥက္ကဋ္ဌတာဝန်တို့ကိုထမ်းဆောင်ခွင့်ရရှိမှာဖြစ်လို့တာဝန်သိပြီးတာဝန်ကြီးသောဒေသတွင်းနိုင်ငံတစ်ခုအဖြစ်သက်သေပြခွင့်ရရှိမှာဖြစ်ပါကြောင်းဒါကြောင့်ညီကုန်းချုပ်အနေဖြင့်ဖိုရမ်ကိုတက်ရောက်လာကြတဲ့ကိုယ်စားလှယ်များအားလုံးကျန်းမာချမ်းသာစေရေးနှင့်အကျိုးရှိသောဆွေးနွေးမှုများကိုအောင်မြင်စွာကျင်းပနိုင်စေရန်ဆန္ဒပြုရင်းညီကုန်းချုပ်အပ်ပါကြောင်းဖြင့်ပြောကြားပါတယ်မိန့်ခွန်းပြောကြားပြီးမှဒုတိယသမ္မတအား Asia Incorporated Forum မှ CEO Mr. Dato Timothy Ong ကအမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပါတယ်။အဲဒီနောက်ဒုတိယသမ္မတသည်အခမ်းအနားကိုတက်ရောက်လာကြသူများနှင့်အတူညစာသုံးဆောင်ပါတယ်။အဆိုပါအခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးများအသိပညာရှင်အတတ်ပညာရှင်များအာဆီယံနိုင်ငံများနှင့်ကမ္ဘာနိုင်ငံများမှနိုင်ငံရေးစီးပွားရေးလူမှုရေးဆိုင်ရာထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များစီးပွားရေးလုပ်ငန်းရှင်များရန်ကုန်စီးပွားရေးတက္ကသိုလ်တန်ယုံများနှင့်မီဒီယာများမှတာဝန်ရှိသူများဖိတ်ကြားထားသူများတက်ရောက်ကြပါရခင်ဗျာပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြတဲ့သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ပြည်သူ့လွှတ်တော်တိုင်းသားရေးရာနဲ့ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌဦးသိန်းစောအဖွဲ့ဝင်များဖြစ်ကြတဲ့ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးဦးခင်မောင်စုဦးအုံးမြင့်ပြည်내ဝန်ကြီးချုပ်ဦးဆက်အောင်မြတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမမောင်ဆွေတိုင်းမှူးဘုံချုပ်အောင်စိုးဗိုလ်ချုပ်တန်းထွန်းဦးနဲ့တာဝန်ရှိသူများသည်ဒီဇင်ဘာလ3ရက်နေ့မွန်လွဲ12:10မိနစ်မှရှမ်းပြည်နယ်မိုင်းလားမြို့သို့ရောက်ရှိကြပြီးမိုင်းလားအထူးဒေသလေးဥက္ကဋ္ဌဦးဆိုင်လင်းနဲ့ဒုတိယဥက္ကဋ္ဌများအဖွဲ့ဝင်များနဲ့အထူးဒေသလေးဌာနချုပ်ရုံးစည်းဝေးခန်းမမှာတွေ့ဆုံကငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးကြပါသည်တွေ့ဆုံပွဲတွင်မိုင်းလားထူးဒေသလေးဥက္ကဋ္ဌဦးဆိုင်လင်းကမိမိတို့အဖွဲ့အနေဖြင့်ငြိမ်းချမ်းရေးတည်ဆောက်မှု23နှစ်တာကာလအတွင်းပြည်ထောင်စုမပြိုကွဲရေးတိုင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုအမြဲတစေစောင့်ထိန်ခဲ့ပါကြောင်း
မိုင်းလာဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်မှဆောင်ရွက်ပေးခဲ့မှုများကိုလည်းကျေးဇူးတင်ရှိပါကြောင်းဖြင့်ပြောကြားကဒေတာဖွံ့ဖြိုးရေးလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန်ရှင်းလင်းတင်ပြပြောကြားပါသည်ဆက်လက်ပြီးဒုတိယဥက္ကဋ္ဌဦးအောင်မင်းကပြောကြားရာတွင်ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအနေဖြင့်အပြည့်ခတ်ရက်စဲရေးနယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးတိုင်းသားအလုံးပူးပေါင်းပါဝင်ရေးဆိုတဲ့အချက်၃ချက်ကိုအခြေခံ၍ဆောင်ရွက်လျက်ရှိပါကြောင်းအခုအခါနယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လိုအပ်ချက်များကိုပြည်ထောင်စုအစိုးရအဖွဲ့ပြည်내အစိုးရအဖွဲ့တို့အနေဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားပါသည်အိမ်နောက်ဒုတိယဥက္ကဋ္ဌဦးသိန်းစောကနိုင်ငံတော်သမ္မတကြီးဒုတိယသမ္မတများလွှတ်တော်ဥက္ကဋ္ဌများကဥက္ကဋ္ဌဦးဆိုင်လင်းနဲ့မိုင်းလားပြည်သူများကျန်းမာပါစေကြောင်းနဲ့မိုင်းလားဒေသအကျိုးကိုစားတဲ့တဘိုးထမ်းဆောင်နိုင်ပါစေကြောင်းကိုစုမွန်ကောင်းတောင်းလိုက်ပါကြောင်းမိုင်းလားဒေသသည်အခုအခါမှာတည်ငြိမ်မှုနဲ့အတူဒေသဖွံ့ဖြိုးရေးအခြေခံကောင်းများရရှိနေပြီဖြစ်တဲ့အတွက်အရှိန်ဟုန်မပြတ်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစီလိုကြောင်းအထူးဒေသ၄အဖွဲ့နှင့်ပြည်ထောင်စုအဆင့်ဖြင့်2ကြိမ်ပြည်내အဆင့်ဖြင့်1ကြိမ်တွေ့အဲ့ဒီလက်မှတ်ရေးထိုးရာတွင်ပါဝင်တဲ့အချက်များကိုအပြည့်အဝလိုက်နာစောင့်ထိန်စောင့်ရှောက်တဲ့အတွက်ဝမ်းမြောက်ဂုဏ်ယူပါကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်သူများကရွေးချယ်တင်မြှောက်လိုက်တဲ့ဒေသအသီးသီးမှပြည်သူကိုယ်စားလှယ်များဟာကဏ္ဍအသီးသီးဖွံ့ဖြိုးတိုးတက်အောင်ပြည်သူများအတွက်လိုအပ်တဲ့ဥပဒေကြမ်းများကိုလွှတ်တော်များကပြဋ္ဌာန်းနေပြီဖြစ်ပါကြောင်းသို့ဖြစ်၍တိုင်းရင်းသားများမျှော်လင့်နေကြတဲ့ဒီမိုကရေစီနိုင်ငံတော်တည်ကြီးသို့ရောက်ရှိအောင်ညီညီညွတ်ညွတ်ဝိုင်းဝန်းလက်တွဲပူးပေါင်းဆောင်ရွက်သွားကြစီလိုကြောင်းဖြင့်ပြောကြားပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းထေကမိုင်းလားဒေသလိုအပ်ချက်ဖြစ်တဲ့လမ်းကြောင်းစေယုံစိုက်ပျိုးမွေးမြူရေးတတော်ပြည်သူ့အိမ်ယာဆောက်လုပ်ရေးနဲ့ဆက်သွယ်ရေးလုပ်ငန်းများအတွက်ဆောင်ရွက်ပေးသွားမယ့်လုပ်ငန်းများကို၎င်းပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးကလျှက်စစ်တပ်အားရရှိရေးအတွက်နည်းပညာပိုင်းနဲ့ဝန်ထမ်းအင်အားလိုအပ်ချက်ဖြည့်ဆည်းပေးသွားမယ့်အစီအစဉ်များကို၎င်းတိုင်းမှုဗိုလ်ချုပ်တန်းထွန်းဦးပြည်내ဝန်ကြီးချုပ်ဦးဆက်အောင်မြတ်နဲ့တိုင်းမှုဗိုလ်မှူးချုပ်အောင်စိုးတို့ကမိုင်းလားဒေသဖွံ့ဖြိုးရေးအတွက်ဝိုင်းဝန်းဆောင်ရွက်ပေးသွားမယ့်အစီအစဉ်များကို၎င်းရှင်းလင်းပြောကြားကြပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းထေကအထူးဒေသ၄မိုင်းလားအတွက်ထောက်ပံ့ငွေကျပ်3,930ကို၎င်းပြည်ထောင်စုဝန်ကြီးဦးအောင်မြင့်ကမွေးမြူရေးချက်များကို၎င်းဥက္ကဋ္ဌဦးဆိုင်လင်းထံပေးရကြပါသည်အဲဒီနောက်ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်ရှမ်းပြည်နယ်စီလူးဒေသသို့ရောက်ရှိပြီးအထူးဒေသ၄အဖွဲ့တရားဆက်ကိုကြည့်ရှုကြပါသည်အဲဒီနောက်ဒုတိယဥက္ကဋ္ဌများနှင့်ဖွဲ့ဝင်များသည်စီလူးခြေခံပညာလေတန်းကျောင်းသို့ရောက်ရှိပြီးကျောင်းသားကျောင်းသူများအားနှုတ်ဆက်အားပေးစကားပြောကြားကာဆရာဆရာမများအတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်ရှင်နေပြည်တော်ကောင်စီနယ်မြေအတွင်းပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်2012-2013ပညာသင်နှစ်တွင်ပြင်မနာမြို့နယ်မှာစာသင်ကျောင်း6ကျောင်းတက်ကုန်းမြို့နယ်မှာစာသင်ကျောင်း6ကျောင်းလယ်ဝေးမြို့နယ်မှာစာသင်ကျောင်း13ကျောင်းဇေယျသီရိမြို့နယ်မှာစာသင်ကျောင်း9ကျောင်းပုံမသီရိမြို့နယ်မှာစာသင်ကျောင်း4ကျောင်းဥဒ္ဒရသီရိမြို့နယ်မှာစာသင်ကျောင်း5ကျောင်းဇဗုသီရိမြို့နယ်မှာစာသင်ကျောင်း3ကျောင်းဒက္ခိဏသီရိမြို့နယ်မှာစာသင်ကျောင်း3ကျောင်းစုစုပေါင်း48ကျောင်းအတွက်ငွေကျပ်1648.83 သန်းအကုန်ကျခံကတည်ဆောက်ပေးခဲ့ပြီးဖြစ်ပါတယ်။အလားတူဒီကနေ့မနက်8:00 နာရီကနေပြည်တော်ကောင်စီနယ်မြေဥဒ္ဒရသီရိမြို့နယ်ပိုတက်ကျေးရွာအမှတ်84အခြေခံပညာမူလတန်းလွန်ကျောင်းဆောင်သစ်ဖွင့်ပွဲခမ်းနားကိုအဲ့ဒီကျောင်းဆောင်သစ်ရှိမှကျင်းပရာပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေကျုံနေပြည်တော်ကောင်စီဝင်ဦးစောလာမြို့သားလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ထေတို့ကဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပါတယ်။
အဲဒီနောက်သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသိန်းညွန့်ကကျောင်းဆိုင်ဘုတ်ကိုစက္ကလုံးနှင့်ဖွင့်လှစ်ပေးပြီးပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည်ကျောင်းဆောင်သစ်အတွင်းလှည့်လည်ကြည့်ရှုကြပါသည်အဲဒီနောက်ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကိုကျင်းပရာရှေးဦးစွာပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားပါသည်အဲဒီနောက်ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးကျူကပညာရေးဆိုင်ရာရည်မှန်းချက်များနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားပါသည်ဆက်လက်ပြီးကျောင်းဆောင်သစ်ဆောက်လုပ်တဲ့ဆောက်လုပ်ရေးကုမ္ပဏီမှစီမံကိန်းမန်နေဂျာကကျောင်းဆောင်သစ်နှင့်သက်ဆိုင်တဲ့စာရွက်စာတမ်းများကိုလွှဲပြောင်းပေးအပ်ပါသည်အဲဒီနောက် TZDM ဆောက်လုပ်ရေးကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာဦးသက်လင်းကကျောင်းအတွက်ပညာရေးငွေပရိသတ်ပင်အလှူငွေကျပ်10 သိန်းကိုပေးအပ်လှူဒါန်းပါသည်အဲဒီနောက်ကျောင်းဆောင်သစ်ဆောက်လုပ်ပေးခြင်းအတွက်ဒေသခံတဦးကကျေးဇူးတင်စကားပြောကြားပါသည်အဲဒီကမှတဆင့်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်တပ်ကုန်းမြို့နယ်လယ်ပြင်မကျေးရွာအမှတ် 4အခြေခံပညာမူလတန်းလွန်ကျောင်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ရာရှေးဦးစွာပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးကျူနေပြည်တော်ကောင်စီဝင်ဦးမြင့်ရွှေနှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမောင်ဦးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးကကျောင်းဆောင်သစ်ဆိုင်းဘုတ်ကိုစက္ကလုံးနှင့်ဖွင့်လှစ်ပေးပြီးကျောင်းဆောင်သစ်အတွင်းကြည့်ရှုလေ့လာကြပါသည်ဆက်လက်ပြီးကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကိုကျင်းပရာပြည်ထောင်စုဝန်ကြီးဒုတိယဝန်ကြီးဦးအေးကျူနှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမောင်ဦးတို့ကအမှာစကားပြောကြားကြပါသည်အဲဒီနောက်ကျောင်းဆောင်သစ်ဆောက်လုပ်တဲ့ဆောက်လုပ်ရေးကုမ္ပဏီမှအုပ်ချုပ်မှုဒါရိုက်တာဦးသက်လင်းကကျောင်းဆောင်သစ်နှင့်သက်ဆိုင်တဲ့စာရွက်စာတမ်းများနှင့်ပညာရေးငွေပရိသတ်ပင်အလှူငွေကျပ်10 သိန်းအားပေးအပ်ပါသည်အဲဒီနောက်ကျောင်းဆောင်သစ်ဆောက်လုပ်ပေးခြင်းအတွက်ဒေသခံရမီးရပ်ဖာတဦးကကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနိုင်ငံတော်အစိုးရအနေဖြင့်စင်းရဲနွမ်းပါးမှုနှုန်းကို26%မှ16%သို့လျှော့ချနိုင်ရေးကြိုးပမ်းလျက်ရှိရာမှာအဲ့လိုလျှော့ချနိုင်ရန်အတွက်တစ်နှစ်လျင်2%ကျဆင်းအောင်ဆောင်ရွက်သွားရမည်ဖြစ်တဲ့အတွက်မိမိတို့စက်သွယ်ရေးကဏ္ဍကလည်းအစွမ်းကုန်ပါဝင်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းအဲ့လိုဆောင်ရွက်ရမှာစက်သွယ်ရေးနဲ့သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနအနေနဲ့ကျေးလက်ဒေသနေပြည်သူများအားမိုဘိုင်းတယ်လီဖုန်းများပုံမူကိုင်ဆောင်အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးကြပြီးပြည်သူတို့ရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာအောင်အထောက်အကူပြုကာစင်းရဲနွမ်းပါးမှုလျှော့ချရေးတွင်ပါဝင်သွားမည်ဖြစ်ပါကြောင်းဖြင့်ဒီကနေ့မွန်းတဲ့12 နာရီမှာဆက်သွယ်ရေးနဲ့သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံးစည်းဝေးခန်းမှာကျင်းပတဲ့ကျေးလက်ဒေသနေပြည်သူများမိုဘိုင်းတယ်လီဖုန်းကျေပြန့်စွာအသုံးပြုနိုင်ရေးအတွက်တိုးချဲ့တက်ဆင်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်းကပြောကြားခဲ့ပါတယ်ပြည်ထောင်စုဝန်ကြီးကအခုအခါမှာတနိုင်ငံလုံးရဲ့မိုဘိုင်းကွန်ရက်ဖြန့်ကျက်နိုင်မှုဟာ80%ရောက်ရှိလာပြီဖြစ်တဲ့အတွက်ကျေးလက်ဒေသများအထိပါဖြန့်ကျက်နိုင်ပြီဟုပြောနိုင်ပါကြောင်း2012ခုနှစ်ဒီဇင်ဘာလ9 ရက်နေ့အထိကျေးရွာပေါင်း9000ကျော်ရှိပြီးပြည်သူများအတွက်မိုဘိုင်းတယ်လီဖုန်းပေါင်း4,500,000 ခန့်ကိုတပ်ဆင်ပေးခဲ့ပြီးဖြစ်ကြောင်းမြန်မာနိုင်ငံမှာ2011-2012ဆိုရသည့်ကာလမှာမိုဘိုင်းတယ်လီဖုန်းတိုးချဲ့တပ်ဆင်ခြင်းစီမံကိန်းကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်ကြောင့်ဒီကနေ့ဆိုရင်တယ်လီဖုန်းသိပ်သီးစားသည့်8.8%အထိတိုးတက်လာခဲ့ပါကြောင်းကျေးလက်ဒေသနေပြည်သူများအတွက်၎င်းတို့နဲ့သက်ဆိုင်တဲ့သတင်းအချက်အလက်များဖြစ်တဲ့လေယာကုန်စည်စည်းနှုန်းမိုးလေဝသပတ်ဝန်းကျင်ဒေသဖြစ်ပေါ်တိုးတက်မှုကျန်းမာရေးသဘာဝဘေးအန္တရာယ်အစရှိတဲ့ဗဟုသုတများကိုအခုအခါလွယ်လင့်တကူရရှိနိုင်ကြပြီဖြစ်ပါကြောင်းနိုင်ငံတကာစံနှုန်းများအရမိုဘိုင်းတယ်လီဖုန်းသိပ်သီးစား10%တိုးတက်တဲ့အခါတိုင်းနိုင်ငံတော်ရဲ့ GDP မှ1.2% တိုးတက်မှုရှိသည်ကိုတွေ့ရှိရပါကြောင်း
မြန်မာနိုင်ငံတွင်လည်း2012-2013ခုနှစ်တွင်မိုဘိုင်းတယ်လီဖုန်းများတိုးချဲ့တက်ဆင်ခဲ့တဲ့အတွက်တယ်လီဖုန်းသိပ်သီးစာ 9.86 ရာခိုင်နှုန်းတိုးတက်ခဲ့ရာဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအနေနဲ့နိုင်ငံတော်ရဲ့ GDP ကို 3.7 ရာခိုင်နှုန်းတိုးတက်စေရန်အထောက်အကူပြုခဲ့ပါကြောင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကိုကျေးလက်ဒေသများသို့အရောက်တိုးချဲ့ဝန်ဆောင်မှုပေးခြင်းတို့ကြောင့်မြို့ပြနယ်ကျေးလက်နှင့်ကျေးလက်ချင်းချင်းဆက်သွယ်မှုလွယ်ကူစွာဆောင်ရွက်နိုင်ခြင်းကျေးလက်နေပြည်သူများအနေနဲ့အလုပ်ကိုင်ခွင့်လန်းများကိုအလွယ်တကူဆက်သွယ်ရှာဖွေနိုင်ခြင်းပြည်တွင်းပြည်ပသီးနှံဈေးနှုန်းများကိုတောင်သူတဦးချင်းမှသိရှိနိုင်ခြင်းကျေးလက်နယ်မြို့ပြစည်ရဲချမ်းသာကွာဟမှုနှဲပါသွားခြင်းအစရှိတဲ့ကျိုးကျေးဇူးများကိုလက်ငင်းရရှိခဲ့ကြသည်ကိုမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီးဖြစ်ပါကြောင်းပြည်သူအများစုကမိုဘိုင်းတယ်လီဖုန်းကိုသက်သာတဲ့ဈေးနှုန်းဖြင့်နိုင်ငံအနှံ့အပြားမှာအသုံးပြုနိုင်ရည်သည်လွန်စွာအရေးပါကြောင်းဖြင့်လည်းပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဒီဇင်ဘာလ4 ရက်နေ့ညနေ6 နာရီကနေပြည်တော်သင်္ကန်းဟိုတယ်မှာကျင်းပတဲ့ဂျပန်နိုင်ငံဆူမီတိုမိုကော်ပိုရေးရှင်းနေပြည်တော်ရုံးခွဲဖွင့်လှစ်သည့်အခမ်းအနားသို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်တက်ရောက်ပြီးနေပြည်တော်မှာဆူမီတိုမိုကော်ပိုရေးရှင်းနေပြည်တော်ရုံးခွဲဖွင့်လှစ်ခြင်းအတွက်ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်တိုက်တွန်းပါကြောင်းပြောကြားပါတယ်။အခမ်းအနားသို့ဒုတိယဝန်ကြီးဒေါက်တာပွန်ဆန်ဆူမီတိုမိုကော်ပိုရေးရှင်း Senior Advisor Mr. Motoyuki Oka ဆူမီတိုမိုကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ် Mr. Kohei Hirao နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။ကျန်းမာရေးဝန်ကြီးဌာနကျန်းမာရေးဦးစီးဌာနအမျိုးသားသွေးဌာနတို့ထိုင်းနိုင်ငံကြက်ချေနေသည်နှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တိုက်ကာတို့ကသွေးလူပန်သုံးမော်တော်ယာဉ်နှစ်စီးလှူဒါန်းသည့်အတွက်ကျေးဇူးတင်ပါကြောင်းအဲ့ဒီယာဉ်များကိုအသုံးပြုပြီးအခုထက်ပိုမိုကသွေးလူရှင်များရှာဖွေခြင်းသွေးစုဆောင်းခြင်းများပြုလုပ်နိုင်မှာဖြစ်တဲ့အတွက်လူနာများကိုသွေးသွင်းကုသမှုလုပ်ငန်းများကိုများစွာအထောက်အကူဖြစ်စေမှာဖြစ်ကြောင်းဖြင့်ဒီဇင်ဘာလ2 ရက်နေ့မနက်10:00 နာရီမှာရန်ကုန်မြို့ရွှေဂုံဘုရားလမ်းနှင့်ဗိုလ်ချုပ်အောင်ဆန်းလမ်းတော်ရှိအမျိုးသားသွေးဌာနမှကျင်းပတဲ့ထိုင်းနိုင်ငံကြက်ချေနေသည်နှင့်ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ကအမျိုးသားသွေးဌာနသို့မော်တော်ယာဉ်နှစ်စီးလှူဒါန်းတဲ့အခမ်းအနားမှာကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဖေသက်ခင်ကပြောကြားခဲ့ပါတယ်။အဲဒီနောက်မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီးမစ္စတာပီဆာနုဆိုဗနာဒေါက်တာကနှုတ်ခွန်းဆက်စကားပြောကြားပါတယ်။ဆက်လက်ပြီးထိုင်းနိုင်ငံကြက်ချေနေသည်နဲ့ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့မှတာဝန်ရှိသူများကလူဒန်းရခြင်းနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားကမော်တော်ယာဉ်နှစ်စီးတဲ့ပတ်သက်တဲ့စာရွက်စာတမ်းများကိုပေးရကြပြီးကျန်းမာရေးဦးစီးဌာနညွှန်ကြားမှုချုပ်ဒေါက်တာမင်းတန်းညွန့်ကလက်ခံကဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးရပြီးကျေးဇူးတင်စကားပြောကြားပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးတန်အမတ်ကြီးနဲ့ဧည့်သည်တော်များသည်လှူဒန်းတဲ့မော်တော်ယာဉ်နှစ်စီးကိုကြည့်ရှုခဲ့ကြပါတယ်ရှင်။အခုကျင်းပတဲ့အစည်းအဝေးသည်2012ခုနှစ်မြန်မာကျပ်ငွေဖြင့်အဆင့်နှိပ်ကြောက်စိမ်းအသားကြောက်ရောင်းချပွဲနှင့်နိုင်ငံခြားငွေဖြင့်ကြောက်မြတ်ပလဲရောင်းချပွဲပြပွဲဘိုကော်မတီရဲ့ပထမကြိမ်အစည်းအဝေးပင်ဖြစ်ကြောင်းမကြာမီကျင်းပတော့မယ့်ပြပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းကော်မတီများတာဝန်ရှိသူများနေဖြင့်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်းဖြင့်ဒီကနေ့မွန်းလွဲတနာရီမှာနေပြည်တော်ရှိမြန်မာကြောက်မြတ်ရတနာပြတိုက်မဏိရတနာကြောက်စိမ်းခမ်းမမှာကျင်းပတဲ့အဆိုပါပြပွဲဘိုကော်မတီပထမအကြိမ်စည်းဝေးမှာမြန်မာကြောက်မြတ်ရတနာပြပွဲဘိုကော်မတီနာယကတရုတ်ရင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်အောင်ကပြောကြားပါတယ်အဲဒီနောက်လုပ်ငန်းကော်မတီများမှတာဝန်ရှိသူများကမိမိတို့ကော်မတီလိုက်ပြပွဲကျင်းပရေးအတွက်ကြိုတင်ဆောင်ရွက်ထားရှိမှုပြည်စည်းမှုခြေနေများနဲ့ဆက်လက်ဆောင်ရွက်သွားမယ့်အစီအစဉ်များကိုရှင်းလင်းတင်ပြကြကအစည်းအဝေးတက်ရောက်လာကြသူများကအထွေထွေကိစ္စရပ်များအပေါ်ညှိနှိုင်းဆွေးနွေးကြပါတယ်အဆိုပါ2012ခုနှစ်မြန်မာကျပ်ငွေဖြင့်အဆင့်နှိပ်ကြောက်စိမ်းအသားကြောက်ရောင်းချပွဲနှင့်နိုင်ငံခြားငွေဖြင့်ကြောက်မြတ်ပလဲရောင်းချပွဲကို2012ခုနှစ်ဒီဇင်ဘာလ9 ရက်နေ့မှ13 ရက်နေ့ထိ9 ရက်တိုင်ကျင်းပသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။
ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့်ကြောက်စိမ်းရိုင်းများတူးဖော်ထုတ်လုပ်ရာတွင်အရေးကြောင့်အထည်ကြောင့်အဆင့်မြင့်အသားကြောင့် AB များထွက်ရှိခြင်းထက်အသားကြောင့် CD အဆင့်ရှိကြောက်စိမ်းများနှင့်ကြောက်စိမ်းမဟုတ်သောကြောက်များအများပြားထွက်ရှိကြောင်းသိရှိရပါသည်။အဲဒီလိုထွက်ရှိတဲ့ကြောက်စိမ်းအသားကြောင့်များကိုပြည်တွင်းရှိကျောင်းမြတ်ရတနာအချောတဲ့ထုတ်လုပ်သူများအတွက်ကုန်ကျန်းလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးမြန်မာကျပ်ငွေဖြင့်ရောင်းချပေးခြင်းဖြင့်တန်ဖိုးမြင့်အချောတဲ့များလက်ဝတ်ရတနာများရုပ်ထုရုပ်ထွင်းထုတ်လုပ်မှုလုပ်ငန်းများပုံမှုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီးအခုကဲ့သို့ပြပွဲများကိုကျင်းပခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ29ကြိမ်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲဖွင့်ပွဲပိတ်ပွဲအခမ်းအနားကြိုတင်ပြင်ဆင်လေးကြည့်ရေးဆက်ကော်မတီစက်တမကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးရုံးစည်းဝေးခန်းမှာဒီဇင်ဘာလ4ရက်နေ့မွန်းလွဲ2နာရီကကျင်းပရာဖွင့်ပွဲပိတ်ပွဲအခမ်းအနားကြိုတင်ပြင်ဆင်လေးကြည့်ရေးဆက်ကော်မတီဥက္ကဋ္ဌယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သူကအမှာစကားပြောကြားပါတယ်အဲဒီနောက်အစည်းအဝေးသို့တက်ရောက်လာကြသူများကသက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးကြပါသည်အစည်းအဝေးသို့ဆက်ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်တဲ့ဒုတိယဝန်ကြီးဒေါ်ဆန္ဒခင်နဲ့ဦးတောင်းထိုက်ဆက်ကော်မတီဝင်များဖြစ်တဲ့ဒုတိယဝန်ကြီးဦးအေးကျူဦးရဲထွတ်ဦးတောင်းတင်နဲ့ဦးချမ်းမောင်ညွှန်ကြားမှုချုပ်များဦးဆောင်ညွှန်ကြားမှုများနဲ့ဝန်ကြီးဌာနများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်ဒီကနေ့ညပြည်တွင်းသတင်းစီစဉ်ဒီရင်ပြီးဆုံးပါပြီကိုစိတ်နှပြကျမ်းမာချမ်းသာတော်မူကြပါစေရှင်တက်ဆိုင်မောက်ခန်းကပြောင်းလဲခြင်းနဲ့ဆက်လက်ပြောင်းလဲခြင်းမြန်မာနိုင်ငံအတွက်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများနဲ့ဆက်လင်းပြီးပြောကြားရမှာပထမဦးစွာအာရှဒေသရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအာဆီယံခေါင်းဆောင်မှုဆိုင်ရာဖိုရမ်များကိုနှစ်စဉ်ပုံမှန်ကျင်းပနိုင်ရေးအစဉ်အဆက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်Asia Int Forum ၏အုပ်ချုပ်မှုဒါရိုက်တာချုပ်ဒါတိုတီမိုထရီအွန့်အတွက်ဂုဏ်ယူဝမ်းမြောက်ပါကြောင်းပြောကြားလိုပါကြောင်းအခုနှစ်ဖိုရမ်ကိုမြန်မာနိုင်ငံမှာကျင်းပတဲ့အတွက်လည်းဝမ်းမြောက်မိပါကြောင်းအခုလိုကျင်းပတဲ့နှစ်စဉ်ဆွေးနွေးပွဲများသည်လွန်စွာအကျိုးရှိလိမ့်မည်ဟုမိမိအနေဖြင့်ယုံကြည်ပါကြောင်းဒီဖိုရမ်မှာဒေသတွင်းရှိအစိုးရပိုင်းပုဂ္ဂလိကပိုင်းစီးပွားရေးလုပ်ငန်းဦးဆောင်သူများနဲ့လူမှုအခြေပြုအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၏အမြင်အသီးသီးနဲ့ရှုထောင့်အမျိုးမျိုးကိုဖော်ထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်းမိမိတို့အတွက်အရေးပါတဲ့ဆုံးဖြတ်ချက်များကိုချမှတ်ခြင်းမပြုမီပုံမှုကျပြန့်နဲ့အမြင်များရရှိခြင်းသည်ကိစ္စတရအပေါ်မှာရှုထောင့်အမျိုးမျိုးမှသုံးသပ်ခွင့်ရရှိစေမှာဖြစ်ပါကြောင်းအာရှနဲ့အာဆီယံနိုင်ငံများ၏တိုးတက်မှုများကပေးလာမဲ့အခွင့်အရေးများနဲ့စိန်ခေါ်မှုများကိုမြန်မာနိုင်ငံအနေဖြင့်အပြည့်အဝအသိအမှတ်ပြုလက်ခံရမှာဖြစ်ပါကြောင်းဒေသတွင်ငြိမ်းချမ်းမှုကိုထိန်းသိမ်းပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်မည်သို့ဆောင်ရွက်ကြရသည်ကိုအာဆီယံနိုင်ငံများကကမ္ဘာကိုပြသလျက်ရှိပါကြောင်းအာရှ၏အောင်မြင်မှုအတွေ့အကြုံများသည်နိုင်ငံတနိုင်ငံ၏အနာဂတ်အတွက်အကောင်းဆုံးပုံဖော်နိုင်မဲ့နည်းလမ်းများကိုလမ်းပြပေးနေပါကြောင်းဒေသတွင်ဆက်သွယ်ပေါင်းစည်းမှုအစီအစဉ်များသည်ဒေသတွင်ဒီမိုကရေစီနှင့်လူမှုယဉ်ကျေးမှုစံနှုန်းများသဟဇာတဖြစ်စေခြင်းကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ခြင်းတို့မှတဆင့်မြန်မာနိုင်ငံကိုအကျိုးဖြစ်ထွန်းစေနိုင်မည်ဟုယုံကြည်ပါကြောင်းမြန်မာနိုင်ငံရဲ့တည်နေရာသည်ကမ္ဘာအင်အားကြီးနိုင်ငံများဖြစ်ကြတဲ့တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ကိုအရှေ့တောင်အာရှဒေသနဲ့ဆက်သွယ်ပေးရမှာအရေးပါသောအခန်းမှပါဝင်နိုင်စေရေးအထောက်အကူပြုလျက်ရှိပါကြောင်းဒါကြောင့်မြန်မာနိုင်ငံအနေဖြင့်ကြီးနှစ်နိုင်ငံနဲ့ရောအခြားအိမ်နီးချင်းသုံးနိုင်ငံနဲ့ပါခင်မင်ရင်းနှီးသည့်ဆက်ဆံရေးများထူထောင်ထားနိုင်ခဲ့သည်ကိုများစွာကျေနပ်ဂုဏ်ယူမိပါကြောင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုနိုင်ရန်ဒေသတွင်းနိုင်ငံများအနေဖြင့်နိုင်ငံရေးအရတည်ငြိမ်အေးချမ်းပြီး